Success is nothing without integrity, honesty ပါပဲအဲ့တော့ယောသားမှုမရှိတဲ့အောင်မြင်မှုဟာ nothing ပဲတဲ့အဓိပ္ပာယ်မရှိဘူးဩဝါဒအနေနဲ့ပြောကြရမယ်ဆိုလို့ရှိရင်ဩဝါဒဆိုတဲ့အနေထားဟာပြောကြကြတဲ့ပုဂ္ဂိုလ်တွေရောနာကြားကြတဲ့ပုဂ္ဂိုလ်တွေရောလိုက်နာကျင့်သုံးသွားဖို့ဆိုတဲ့အနေအထားအဖြစ်ပြောကြနာယူကြရတာဖြစ်ပါတယ်အဲ့တော့ပညာရေးလောကသားတွေဖြစ်တဲ့အတွက်ကြောင့်ပညာရေးခီးမှာဘာတွေလိုချင်ကြလို့လဲလို့မေးလို့ရှိရင်အားလုံးဟာအောင်မြင်မှုကိုလိုချင်ကြတာဖြစ်တယ်မလိုချင်ကြဘူးလားလိုချင်ကြတာပေါ့အဲ့တော့အောင်မြင်မှုကိုလိုချင်ကြတဲ့ပုဂ္ဂိုလ်တွေဟာအောင်မြင်ရေးအတွက်တော့ဖြင့်တတိထားဝိရိယအားတွေနဲ့ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်အဲ့တော့အောင်မြင်ကြတဲ့ပုဂ္ဂိုလ်တွေအနေအချင်းအောင်မြင်ကြတဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုဟာပြည့်စုံရလားဆိုတာကိုပြန်လဲသုံးသပ်တတ်ဖို့လိုပါတယ်အဲ့တော့စာလေးတစ်ပုဒ်တော့ရှိတယ် Success is nothing without integrity, honesty ပါပဲအဲ့တော့ယောသားမှုမရှိတဲ့အောင်မြင်မှုဟာ nothing ပဲတဲ့အဓိပ္ပာယ်မရှိဘူးအဲ့တော့တို့တွေရဲ့အောင်မြင်မှုတွေဟာယောသားမှုတွေနဲ့အရှင်နေကြရမှာဖြစ်ပါတယ်ခုနကတော့ဤခန္ဓာကိုမလာခင်ဘာကြောင့်ဆရာတော်နဲ့ပြီးတော့မောင်ကုန်းသိန်းဆရာတော်တို့နဲ့အတူစာချဂရိကတွေနဲ့စကားပြောကြတဲ့အခါကျတော့မောင်ကုန်းသိန်းဆရာတော်ဖြစ်တဲ့ဆရာတော်ဒေါက်တာဝိစိတ်ဓာလင်္ကာရကနေပြီးတော့ပြောတယ်ဘယ်လိုပဲဖြစ်ဖြစ်ယောသားဖို့ကအဓိကကြတယ်ဘာကအဓိကကြလဲကိုလျှောက်ကြတဲ့အခါမှာတော့ကိုစတိုင်နဲ့ကိုလျှောက်ကြတာကြီးပဲတဲ့ကိုလန်ကိုလျှောက်ရတာပဲအဲ့တော့ကိုလန်ကိုလျှောက်တဲ့အခါမှာအဓိကကြတာကတော့လူတိုင်းလျှောက်နေကြတဲ့ခြေလမ်းတွေဟာအောင်မြင်မှုကိုလိုလားပြီးတော့လျှောက်နေကြတဲ့ခြေလမ်းတွေဖြစ်ပါဒါပေမဲ့ကိုခြေလမ်းဟာအောင်မြင်ရာစီတို့အောင်မြင်မှုစီတို့လျှောက်နေတယ်လို့ထင်ပင်ထင်ညာတော့လည်းပဲတကယ်ပြန်တွေးလိုက်တဲ့အခါမှာကိုခြေလမ်းဟာအောင်မြင်ခြင်းစီတို့မဟုတ်ပဲဖြစ်နေတာတွေလည်းပဲတွေ့ရတတ်တယ်အဲ့ဒီလိုအနေအထားမျိုးမဖြစ်ရလေအောင်ကိုလျှောက်ကြတဲ့အောင်မြင်မှုခြေလမ်းတွေအောင်မြင်ခြင်းအစစ်အမှန်စီတို့ရောက်ဖို့အတွက်ဟာယောသားဖို့လိုအပ်တယ်ဘာလိုအပ်တယ်လဲယောသားဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့အောင်မြင်ခြင်းကိုပဲအဓိကထားပြီးတော့မသွားကြနဲ့အောင်မြင်ခြင်းရတဲ့အခါမှာယောသားစွာဖြင့်အောင်မြင်တဲ့အနေအထားဖြစ်မှသာလည်းရင်ကိုယ့်ရဲ့အောင်မြင်မှုဟာယက်တီမှုအားပို့ပြီးတော့ကောင်းပါလေအဲ့ဒီလိုအနေအထားမျိုးဖြစ်ရလေအောင်စာသင်သားတွေအနေအားဖြင့်ဖြတ်တန်းကြတဲ့စာသင်သားလောကဆိုတာလူတိုင်းဟာအောင်မြင်ခြင်းစီတို့ပဲဥတည်ကြတာဖြစ်ပါတယ်ဒါပေမဲ့အောင်မြင်ခြင်းစီတို့ဥတည်ပြီးသွားညာတော့လည်းပဲလူတိုင်းဟာအောင်မြင်ကြသလားလို့မေးရင်လူတိုင်းတော့မအောင်မြင်ကြဘူးဘာကြောင့်မအောင်မြင်ကြတာလဲလို့မေးလို့ရှိရင်ယောသားမှုမရှိလို့ပဲဟုတ်ပြီလားဒါကြောင့်ယောသားမှုရှိစွာဖြင့်ဖြတ်တန်းကြမယ်ဆိုလို့ရှိရင်တော့ဖြင့်ဒေကြတာကတော့ဖြင့်အောင်မြင်မှုဟာမိမိဘဝရဲ့ယက်တည်မှုတစ်ခုဖြစ်သွားတော့တာပါပဲအဲ့ဒီလိုအနေအထားနဲ့ဖြစ်သွားဖို့အတွက်အရှင်ဘုရားတို့ကိုဗီဒီယိုนี้အားဖြင့်ယနေ့ပြောချင်တဲ့စကားတွေများများတော့လည်းပဲဒီအပိုက်လေးနဲ့ပဲအဆုံးသတ်ပေးမယ်ပေါ့နော် Success is nothing without integrity ဟုတ်ပြီလားအဲ့တော့ဒီနေရာမှာ integrity ကို honesty လို့လည်းပြင်လို့ရတယ်ယောသားမှုပေါ့တမာရီရှိခြင်းတဲ့ယောသားမှုကတော့ပို့ပြီးတော့အဓိကချက်အဲ့တော့ယောသားမှုတွေနဲ့ဖြတ်တန်းပြီးတော့အောင်မြင်မှုကိုယူကြပါဘာလဲဖြတ်တန်းပြီးတော့အောင်မြင်မှုယူရမှာလဲယောသားမှုတွေနဲ့ဖြတ်တန်းပြီးတော့အောင်မြင်မှုကိုယူကြပါရိုးရှင်းမှုတွေပေါ့အဲ့တော့ယောသားမှုရိုးရှင်းမှုတွေနဲ့ဖြတ်တန်းပြီးတော့ရရှိထားတဲ့တပည့်တော်တို့ရဲ့အောင်မြင်မှုဟာဘယ်နာသွားရက်အမြဲတမ်းယက်တီနိုင်တဲ့အနေအထားတွေနဲ့
လောကမှာရင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်တပည့်တော်တို့နဲ့အတူအားလုံးသောစာသင်နေကြတဲ့အားလုံးသောတန်ဃာတော်များဆရာလေးများတို့သည်လည်းပဲမိမိတို့ရဲ့ပညာသင်ခရီးတစ်လျှောက်မှာအောင်မြင်မှုတွေရရှိကြတဲ့အချိန်ကြလို့ရှိရင်အဲ့ဒီအောင်မြင်မှုတွေဟာရိုးသားခြင်းတွေနဲ့ရှင်တွဲပြီးတော့အောင်မြင်ကြတဲ့အောင်ပွဲတွေဖြစ်အောင်ကိုယ်စီကြိုးစားအားထုတ်နိုင်တဲ့စာသင်သားကောင်းတွေဖြစ်ပါစေလို့ဖြစ်အောင်လည်းပဲကြိုးစားနိုင်ကြပါစေလို့တပည့်တော်အနေအချင်းမေတ္တာစန္ဒပြုလျက်ဘုရားတပည့်တော်ရဲ့ဩဝါဒကိုဤမှာပဲညီကုန်းချုပ်အပ်ပါလေသာဓုသာဓုသာဓု